နောက်ဆုံးကနေကြောအဖြိုတဲ့အားလုံးပဲမင်္ဂလာပါဖြိုဖြစ်ပါတယ်ဒီနေ့ဟီရာကနာငါးလုံးဆက်ပြီးတော့သွားမယ်ပေါ့နော်မနေ့ကဒီငါးလုံးပြီးသွားတာပေါ့နော်နာနီနူနေနိုဆိုတဲ့ငါးလုံးပေါ့နော်ဒီနေ့ကတော့သူရဲ့အောက်ကဒီငါးလုံးသွားပါမယ်ပြီနော်โอเคဒါဆိုလို့ရှိရင်သွားလိုက်ကြအောင်နော်ပထမဆုံးတစ်လုံးသူ့ရဲ့အတန်တော့ကဟဖြစ်ပါတယ်ဟလိုမာကြီးနဲ့ဆိုရင် HA ဟလို့ရေးတယ်ပေါ့နော်ဟဖြစ်ပါတယ်အဲ့တော့ဆွဲနည်းလေးကြည့်ကြအောင်နော်သူရဲ့ဆွဲချက်က3ချက်ပဲရှိပါတယ်လွယ်လွယ်လေးနော်ပထမဆုံးတစ်ချက်တစ်ကြောင်းလေးဆွဲမယ်ကောက်လေးတိတိလေးထည့်မယ်ပေါ့နော်တစ်ချက်ပြီးသွားရင်နှစ်ချက်သုံးချက်ဟရမလားဟဟုတ်ပြီနော်သူဒီကြားထဲမှာပေါ့နော်အရင်ကျေသွားတာမျိုးမဖြစ်စေနဲ့ပေါ့နော်ကျေသွားတယ်ဆိုရင်ဒီလိုမျိုးကြီးဖြစ်သွားမယ်ကွယ်မလှဘူးပေါ့နော်တယောက်နဲ့တယောက်ကဘာချားနေသလိုဖြစ်သွားနိုင်မယ်ပေါ့နော်အဲ့တော့အရင်ကျေတာလည်းမဟုတ်ဘူးအရင်ချင်းချင်းလည်းမဟုတ်ဘူးပေါ့နော်အနေတော်လောက်လေးပဲဆွဲမယ်တစ်ချက်နှစ်ချက်သုံးချက်ဟဖြစ်ပါတယ်ဟโอเคဒါဆိုရင်နောက်တစ်လုံးဆက်သွားပါမယ်ဟပြီးသွားရင်နောက်တစ်လုံးကဟိဖြစ်ပါတယ်ဟိ HI ဟိဖြစ်ပါတယ် HI high မဟုတ်ဘူးเนาะဟိဟိဖြစ်ပါတယ်သူကဆွဲချက်ကတစ်ချက်သေးပါသူ့ပုံစံလေးကဘာလေးနဲ့တူလဲဆိုပန်းအိုးလေးပေါ့နော်ပန်းအိုးလေးနဲ့တူတယ်โอเคဆွဲကြည့်အောင်เนาะဒီလိုမျိုးလေးဆွဲပြီးသွားရင်ဖင်လေးဝိုင်းဝိုင်းလေးပေါ့နော်ဝိုင်းဝိုင်းလေးဆွဲမယ်ပြီးသွားရင်ဒီလိုမျိုးလေးပြန်ဆွဲမယ်မလှဘူးပေါ့နော်သူရဲ့ဒီအပေါ်ဘက်ချမ်းလေးပေါ့နော်ပေါ်ဘက်ချမ်းလေးကတစ်ခုကကြတော့ဒီလိုမျိုးလေးပေါ့နော်ဒဲပုံစံလိုမျိုးလေးသွားတယ်ဒီတစ်ခုကကြတော့အောက်လေးနည်းနည်းဆောင်းဆောင်းလေးသွားတယ်ပေါ့နော်ပို့ပြီးတော့လှသွားအောင်ပေါ့နော်သူ့တိုင်းလေးပဲလိုက်ဆွဲကြည့်မယ်ဒီမှာဆိုရင်လည်းအတူတူပဲပေါ့နော်တတိထားလိုက်မိတဲ့အချိန်မှာဆိုလို့ရှိရင်အရင်ကြီးပေါ့နော်ဒီအောက်ကြီးကအရင်ကြီးသွားတာမျိုးလို့ဟုတ်ပြီနော်ပြီးသွားရင်သူ့ရဲ့ဒီအဘွားကအရင်ကျင်းသွားတာမျိုးပြီးသွားလို့ရှိရင်အရင်ကြဲကြဲကြီးဖြစ်ပြီးတော့ပေါ့နော်ဒီလိုမျိုးကြီးဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အနေတော်လေးပဲဆွဲပါအရင်ကျင်းသွားတာမျိုးလည်းမဖြစ်စေရဘူးအရင်ကျဲသွားတာမျိုးလည်းမဖြစ်စေရဘူးပေါ့နော်ဒါဆိုနောက်တစ်ခေါက်ထပ်ပြီးဆွဲကြည့်ပါမယ်ဟိဖြစ်ပါတယ်ဟိရမယ်နော်โอเคဒါဆိုနောက်တစ်လုံးသွားပါမယ်ဟာဟီပြီးသွားရင်ဖူမဟုတ်ပါဘူးဖူဟုတ်ပြီနော်ဖူဖြစ်ပါတယ်ရိုမာကြီးနဲ့ဆိုရင် FU ဖူဖြစ်ပါတယ်ဟာဟီဖူโอเคဒါဆိုဆွဲကြည့်အောင်နော်သူကအဆက်ကလေး40ရှိတယ်ဟုတ်နော်အဲ့တော့ဆွဲချက်4ချက်ပေါ့ကွယ်အပေါ်ကအဆက်ကလေးတိတိလေးဆွဲပါမယ်ကောက်ကလေးနဲ့ပေါ့နော်တစ်ချက်ပြီးတော့ရင်အောက်ကနောက်တစ်ချက်ကကြတော့သူနဲ့ဒီလိုမျိုးတဒန်းနဲ့ဖြစ်မယ်ပြီးတော့ရင်နည်းနည်းလေးကြီးမယ်ပေါ့နော်နှစ်ချက်ဒါလေးပဲဆွဲမယ်နော်နှစ်ချက်ပြီးရင်သုံးချက်မြောက်အကောက်လေးထည့်မယ်ဒီဘက်လူလှည့်ပြီးကောက်မယ်နော်သုံးချက်ပြီးတော့ရင်လေးချက်နောက်တစ်ခေါက်ထပ်ပြီးတော့ဆွဲကြည့်ပါမယ်အကောက်လေးဆွဲမယ်တစ်ချက်ပြီးတော့ရင်အောက်ကနည်းနည်းကြီးကြီးလေးပေါ့နော်နှစ်ချက်တိုင်ရင်အကောက်လေးဒီဘက်ကိုလှည့်မယ်သုံးချက်လေးချက်ဒါလေးကပေါ့နော်နည်းနည်းလေးကောက်လိုက်လေတော့ရပါတယ်ဒီတိုင်းလေးဆွဲလိုက်လေရပါပေါ့နော်ပို့ပြီးတော့လှသွားအဲ့တော့သူ့ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီလိုပေါ့နော်3 gun ပုံစံလိုမျိုးလေးဖြစ်နေရမယ်သူ့ရဲ့အနေထားလေးရပါတော့3 gun ပုံစံလိုမျိုးလေးဖြစ်နေရပါမယ်ကဲနောက်ဆုံးတစ်ခေါက်ထပ်ပြီးတော့ဆွဲကြည့်ပါမယ်သူတော်တော်များများပါပေါ့နော်ခတ်တယ်လို့ပြောကြတယ်ပြောရင်သူ့ရဲ့ဆွဲချက်ကဆွဲနည်းရပါတော့နောက်ထပ်တစ်မျိုးလေးရှိပါသေးတယ်အဲ့တော့မြင်တဲ့ခါကျရင်ပေါ့နော်ဟဲငါတို့ဆွဲထားတာအမှားကြီးလားမသိဘူးဆိုရင်မတွေးလိုက်နဲ့ပေါ့နော်သူ့ရဲ့ဆွဲနည်းနောက်တစ်မျိုးရှိသေးတယ်ပေါ့နော်ပြန်ဆွဲကြည့်မယ်နော်နောက်တစ်ခေါက်တစ်ချက်ကောက်လေးဆွဲမယ်ပြီးတော့လို့ရှိရင်နှစ်ချက်သူ့ရဲ့နည်းနည်းဝမ်းဝိုင်းလေးပေါ့နော်နည်းနည်းကြီးကြီးလေးပြီးသွားရင်အကောက်လေးဒီဘက်ကိုလှည့်မယ်အကောက်လေးသုံးချက်လေးချက်ဖုဖြစ်ပါတယ်ဖုရမယ်နော်โอเคနောက်တစ်လုံးသွားပါမယ်နောက်တစ်လုံးလွယ်လွယ်လေးပဲပြီနော်ဟဲဖြစ်ပါတယ်ဟဲသူ့ရဲ့အတန်တော့ကဟဲဖြစ်ပါတယ် H E ဟဲဖြစ်ပါတယ် H E ဟီမဟုတ်ဘူးနော်ဟဲဟာ
he fu he ရမယ်နော်ဆွဲချက်ကတစ်ချက်သေးပါလွယ်လွယ်လေးပေါက်တူးလေးလိုမျိုးပေါ့နော်ဒီလိုလေးဆွဲလိုက်ရမှာလွယ်လွယ်လေးဆိုပြီးအပျော်လွန်ပြီးတော့ပေါ့နော်ဒီလိုမျိုးကြီးဆွဲမချလိုက်နဲ့ဟုတ်နော်သူရဲ့ဒီရှေ့အပိုင်းကကြတော့တူတူလေးဖြစ်ပါတယ်လို့ရှေ့မဟုတ်ဘူးပေါ့နော်တူတူလေးဆွဲရမှာဖြစ်ပါတယ်ဒီလိုမျိုးလေးမှမှန်ပြီနော်ဒီလိုမျိုးဆိုရင်မှားတယ်နော်โอเคနောက်ဆုံးတစ်လုံးမှာဟိုဖြစ်ပါတယ်သူရဲ့အတန်းတော့ကဟိုရိုမာကြီးနဲ့ဆိုရင် HO ဟိုဖြစ်ပါတယ်တော့ဗာနဲ့တူလဲဆိုရှေ့ဆုံးကဟရဲ့ဆွဲနည်းနဲ့တူတူပဲဖြစ်တယ်အပေါ်ကတစ်ချက်လေးပဲသူကပိုနေတာပေါ့နော်โอเคဒါဆိုရင်ဆွဲကြည့်အောင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ရှာမယ်နော်တတိအပုံမထွက်ဘူးနော်ဒီအပုံမထွက်ဘူးနော်တတိထားပါโอเคနောက်ဆုံးတစ်ခေါက်ထပ်ဆွဲကြည့်ပါမယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဟိုဖြစ်ပါတယ်ဟိုရမယ်နော်โอเคဒါဆိုအတန်တော်လေးနောက်တစ်ခေါက်ထပ်ဆိုကြည့်ရအောင်ဟာဟီဖူဟေဟိုနောက်တစ်ခေါက်နော်ဟာဟီဖူဟေဟိုရမယ်နော်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲအရှိဟာတွေနဲ့ပေါ့နော်ဒီနေ့တင်တဲ့ဟာနဲ့အရှိဟာတွေနဲ့ရောပြီးတော့မှတ်မိအောင်လို့လေ့ကျင့်ထားကြပါဘိုင်ဘိုင်မှာတတ်နေ